နေ့အဖေမေတွေတိတ်ခါချတယ်ရှင်တို့လေးပြေးကြပါရှင်တို့လေးတွေ့ကြပါတရားမလို့တမလီနေ့အဖေမေတွေတိတ်ခါချတယ်ပြီးတော့ဒီအမေလိုပဲထပ်တယ်ကိုတောင်းနေချအားလို့ကတော့လိုက်ကြပါလားကတော့ပြေးကြပါကျေးဇူးတင်ပါတယ်နော်အဲ့တော့တယ်လေးပါပဲရာဟုလာလေးကလည်းသင်္ကန်းစုခဲ့တာဗျနော်အဲ့တော့ရာဟုလာလေးကိုလောကုတ်တရာအမွေပေးတယ်လို့ပဲယနေ့အလူတကာကြီးတို့ပါရှိတော့ဟောဒီကမြီးလေးတွေကိုတာရဏအမွေရှင်တာမဏေအဖြစ်သွေးချင်းရောက်ကြရတော့မယ်တာမဏေတို့ရဲ့အတွင်တန်းဒီအချိန်ခါနောက်ဆုံးဖြစ်ပါတယ်ခင်ဗျာဒါပြီးအတွင်တန်းကြီးညိုစရာကောင်းလိုက်တာချစ်စရာကောင်းလိုက်တာလို့စိတ်ထဲနှလုံးသားထဲမှာမှတ်ပြီးတော့နောက်ဆုံးမြင်အောင်ရှုဖို့ရာဟုလာအမွေတောင်းငယ်ကျင်းပါအလူတကားနဲ့အလူမပြူကြတဲ့ကုသိုလ်အမေအလူခံလိုက်ကြပါစေအရှင်းဒါဒီလိုချမ်းကိုသွားမယ်နော်ဒါလေးကဒီလိုချမ်းကိုအလူခံတယ်နော်အဲ့တော့ဒါလေးကဟိုဘက်သွားမယ်တမီးကဒီဘက်သွားမယ်တမီးကဟိုဘက်သွားမယ်အရှင်းရှောက်ပါလို့နောက်ကိုပြိုလိုက်ဘယ်လိုနိုင်ရွှေကောင်းသာဖေးဖေးဘာလို့လဲခေါ်တော့လည်းများချင်းနေပြီပါဗျာကဲအဲ့တော့ရပါပြီနော်ဒီတပည့်တွေကကိုမလာဟိတာအကျိုးအတွက်ဆောင်ရွက်ပြီးပါလို့ပြောတယ်အဲ့တော့အိမ်မှာ
တတ်မှတ်ထားတဲ့ area တိုင်းချမ်းခတ်ထားမယ်ဆိုရင်အဲ့အိမ်ဝိုင်းလေးကိုအဟိတ်တရိတ်ဆက်ဝင်ရောက်မဖြတ်စည်းနိုင်ဘူးဒီလိုပဲလူကိုနောက်ရှက်ပေးနိုင်တဲ့အနောက်ရှက်ပယောဂတွေရန်ကကင်းဝေးဖို့အတွက်လေကျွန်တော်တို့ကပရိတ်ချီမန်းခွေဆက်တဲ့ခန်းကဏ္ဍကိုကျင်းပပြုလုပ်ပေးရနော်ဒါကြောင့်တားလေးတွေသမီးလေးတွေထုံးကြည့်တက်ရှိရက်သေးမင်းလားဖျားဖျားနဲ့ပြည့်စုံလို့အမိဖပြုစုလုပ်ကျွေးနိုင်တဲ့ဆရာကောတမန်ကောဆရာတော်တန်ဃာတော်ကြီးတွေဖြစ်ပါစေလို့ရှီမန်းစိန်နာမဏိယန္နာနိခါထာမန်တဲ့ရှစ်ဖက်ပြီးပြရတယ်ခင်ဗျာ
ပါတယ်ခင်ဗျာအားလုံးအစိုးလေးခဏလေးနော်အများကြီးပေါ်ပါသေးသူတို့လို့ဆိုနေတယ်ကိုယ်ပေါ်ပါလေသူလေးတော့ပါရဲ့နေမှာပါအစိုးလေးနေမှာပါအစိုးလေးအခုတော့နေမှာလားပြောလို့ချစ်လို့လားကိုယ်ကနေမှာလားပြောလို့ချစ်လို့လားနေမှာပါအစိုးလေးနေမှာပါအစိုးလေးဒီလိုတော့နော်မနောမန်ဘွားကပြောတယ်များကြားမရသေးတော့ငယ်အားလုံးကျေးဇူးပါနော်နောက်နေ့တော့လည်းပြန်ဆောင်နေပါပြီ